နော်ကျွန်တော်2မိနစ်လောက်ပြောပါမယ်ပြီးသွားရင်ဒီညီမလေး2မိနစ်ပြောပါမယ်ဟုတ်ကျွန်တော်နာမည်စုမြတ်ဝင်းပါUTS မှာ PhD တက်နေပါတယ် Computer Science နဲ့ပါဒီနေ့ကျွန်တော်3ခုပြောချင်ပါတယ်ပထမ2ခုကတော့တာမန်ကြီးကိုပြောချင်တာပါနောက်ဆုံးတစ်ခုကတော့ကြာဆုံးသွားတဲ့မြန်မာပြည်ကဒီမိုကရေစီသူရဲကောင်းတွေကိုပြောချင်တာပါအဲ့တော့ပထမဆုံးတစ်ချက်တာမန်ကြီးကိုကျွန်တော်ပြောချင်ပါတယ်တာမန်ကြီးကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်တောက်ချာနေကတာမန်ကြီးကိုလာတွေ့တဲ့၄ယောက်တယောက်ပါ Okay sorry တာမန်ကြီးမဟုတ်တော့လက်အောင်ပြောလို့ချက်ခွဲကြီးဖြစ်သွား Okay အဲ့ရဥသာအောင်ပြောရှင်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်တောက်ချာနေကဥသာအောင်ကိုလာတွေ့တဲ့၄ယောက်တယောက်ပါကျွန်တော်တို့ဘက်မှာပြည်သူတွေဘက်ကနေပြီးတော့မမမဲ့ရက်တီပေးဖို့ပြပြသားရက်တီပေးဖို့အတွက်ဥသာအောင်ကိုကျွန်တော်တို့တွေလာပြီးတောင်းဆိုတာ9ကြိမ်တောင်းဆိုခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးသူလူစကားနားမလဲတော့ခွဲနေပါအားကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဘာမှမတောင်းဆိုတော့ပါဘူးဒါပေမဲ့ဥသာအောင်ကိုစဉ်းစားဖို့အတွက်အချက်တစ်ချက်ကျွန်တော်ပြောချင်ပါတယ်ပထမတစ်ချက်ကတော့အနာဂတ်ပါဥသာအောင်ကိုဝန်ထမ်းကိုနှစ်30ကျော်လုပ်ခဲ့ပြီးသွားပြီမိမိလုပ်ချင်တာတွေလုပ်ခဲ့ပြီးသွားပြီအဲ့လိုလုပ်ပြီးသားလူတယောက်ရဲ့အနာဂတ်ကိုကိုယ့်ဘက်ကိုစိတ်ပူနေတယ်ကိုယ့်သားသမီးတွေအတွက်စိတ်ပူနေသလိုမျိုးပဲဗမာပြည်မှာဒီမိုကရေစီတိုက်ပွဲတွေကိုဝင်သွားတဲ့အသက်ဆုံးရှုံးသွားတဲ့သူရဲကောင်းတွေမှာလည်းဥသာအောင်မျိုးထက်မရောတဲ့အနာဂတ်တွေရှိပါတယ်နောက်တစ်ခုကတော့ကိုယ့်လိုက်ပြောကိုလုံးဖို့ပါဗမာပြည်မှာဒီမိုကရေစီတိုက်ပွဲတွေအသက်ဆုံးရှုံးသွားတဲ့ပြည်သူတွေဟာသူတို့ရဲ့အနာဂတ်တွေသူတို့လက်ပြတွေလုံးပြီးနောက်ဆုံးထွက်တဲ့မော်ကဖြစ်သွားတဲ့သူတွေပါအဲ့တော့ဥဆောင်ညွှန်နေတဲ့မိမိချက်ရှိနေတဲ့ဘဝမှာကိုလိုကြောင်ကိုလုံးစွာနေနိုင်ဖို့အတွက်ဒီအချိန်ဟာဆုံးဖြတ်ရမယ့်အချိန်မှာကိုယ်တမန်ကိုကိုရဲတာပါဥဆောင်ညွှန်ရှင်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်ကြာဆုံးသွားတဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီသူရဲကောင်းတွေကိုတိုင်တယ်ပြီးပြောချင်ပါတယ်ကျွန်တော်ဟာတာဝန်ကျေခဲ့ကြတယ်ကျွန်တော်ရဲ့ရဲရင်းနဲ့လောက်ဆောင်မှုတွေဟာကျွန်တော်တို့ရှင်းသွားဖို့အတွက်ခွန်အားတွေဖြစ်စေခဲ့တယ်ကျွန်တော်ရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့အတူတူရှိပေးပါရှင်းစပြီးတော့မြန်မာနိုင်ငံဆရာနာရှင်စနစ်ကလွတ်မြောက်ပြီးဒီမိုကရေစီရရှိဖို့အတွက်ကျွန်တော်တို့အတူတူကျွန်တော်တို့လည်းဆက်လက်ပြီးတိုက်ပွဲဝင်မယ်ဆိုတာဂရုပြုရင်ရဲရောလို့ရဲရောလို့ရဲရောလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ညီမလေးဆက်ပြောပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါသမီးနာမည်အင်းငိမ့်စိုးပါသမီးဒီနေ့တာမန်ကြီးကိုမေးခွန်းနည်းနည်းလေးမေးချင်ပါတယ်sorry ဥဒအောင်ညသမီးမဲကောင်းလေးနည်းနည်းတော့မဲချင်ပါတယ်ဥဒအောင်ညသမီးရဲ့မဲကောင်းလေးကိုနားတော့မယ်လို့ယုံကြည်ပါတယ်တာမန်ကြီးရှင်တာမန်ကြီးနဲ့တာရောမရှိနေတဲ့ဝန်ထမ်းတွေမြန်မာနိုင်ငံမှာပေးနေတဲ့သူတွေမြန်မာနိုင်ငံမှာတာဆုံးသွားတဲ့သူတွေအပိုင်ကနေရတဲ့တောင်းလာတွေအများကြီးပဲရရဆွဆွနဲ့မကောက်တော့ရင်ကိုယ်ရဲ့တိုက်ကညတော့တာမန်ကြီးနဲ့တာဝန်ထမ်းတွေဘယ်လိုများအဲ့လိုပြောနေတာလဲအဲ့ဒါကိုမဲစနဲ့တာမန်ကြီးတို့နဲ့တာဝန်ထမ်းတွေကိုဘယ်လိုပုံမှန်မျိုးနဲ့ဘယ်လိုစိတ်မျိုးနဲ့ဘယ်လိုလားစားနိုင်တောင်းနိုင်အိမ်နိုင်နေရတာလဲတာမန်ကြီးသမီးတို့ပြောတယ်လို့အရင်ကတောက်တယ်နေတော့မှသမီးတို့တာမန်ကြီးရဲ့သားသမီးနဲ့ရွေးပြီးပါလို့တာမန်ကြီးပြောခဲ့အဲ့တာမန်ကြီးတို့သမီးတို့ကိုမေးချင်တာကတာမန်ကြီးကသမီးတို့တာမန်ကြီးရဲ့သားသမီးနဲ့ရွေးပြီးတာမန်ကြီးရဲ့သားသမီးကိုသဘောသားရဲ့ဆိုရဲစကားမှန်ခဲ့ဆိုလို့ရှိရင်ဘာတော့စက်ခွဲတွေကိုတောက်ခံရတာလဲCRPH ကနေပြပြလာရက်တီပေးပါတာမန်ကြီးဥဒအောင်ညို့ရှင်ပြဥဒအောင်ညို့သမီးပြောချင်တာကလူသမီးတို့ညီမစကားပေါ်မှာရှိရဲ့လူမကလေးမင်းမတက်စားတဲ့အဲ့ဥဒအောင်ညို့အနေနဲ့လူကြီးပြောက်ဖြစ်ပြီးတော့ဘာပြောကိုယ်စကားကိုမတီးရတာလဲဥဒအောင်ညို့ပြောတယ်မေစုကဥဒအောင်ညို့ရဲ့ own boss လို့ဥဒအောင်ညို့ကိုယ်တိုင်ပြောခဲ့တယ်ဒါနဲ့ကဘာတော့တာနဲ့ဥဒအောင်ညို့ကဘာလို့စိတ်ခွဲမကောင်းဆုံးကမေးအောင်လိုက်တော့တောက်ကန်နေရတာလေဥဒအောင်ညို့ရဲ့တာသမီးရဲ့စိတ်ခွဲရဲ့တာသမီးရဲ့ပတ်သက်နေအထောက်လိုက်တိုင်ပြီးတော့နိုင်ငံသားကပညာသင်နေတဲ့အချိန်ကျမတို့ကြောင်းလာရင်ကျမတို့တာမယ်လူလိုက်သွားရင်ကွဲပြင်းပညာရဲ့အောက်တန်းကြားတဲ့နဲ့နေနေရအောင်ဥဒအောင်ညို့သိတာတော့မသိဘူးရှင့်ဥဒအောင်ညို့မိသားစုတွေဟိုစစ်ခွဲမိသားစုတွေချမ်းသာတာနဲ့နေနေတဲ့အချိန်ပြည်သူတွေငတ်ပြတ်နေရတယ်ဘလို့စိတ်နဲ့နေနေကြရလဲမြန်မာနိုင်ငံကိုလည်းပြန်ကြည့်တော့စစ်နေပြီအဲ့ဒါကိုခပြန်နေတော့သိလားလောကကြီး
ပြီးတော့စစ်ခွဲမကောင်းဆုံးရလို့တက်ပြီးထောက်ခံနေမှာလား CRPH ကိုထောက်ခံမှာလားဆိုတော့ကိုယ့်ဘက်လောက်ကိုပြန်စင်းလာပါစစ်ခွဲတွေကိုထောက်ခံတယ်မကောင်းဆုံးရလို့ထောက်ခံတယ်နဲ့တန်ရုံးဝင်တဲ့ကောင်လုံးအဲ့လိုတစားလေးပဲလို့သတ်မှတ်လိုက်တယ်လူမောတော့လူလိုလာပြောခုနကကြီးနေပြီသမီးတို့ခုနကကြီးတန်မကြီးကိုစိတ်ရှင်ရှင်နဲ့လာပြီးတော့တောင်းဆိုထားတာနော်ပြီးမခံနိုင်တော့ဘူးရေတော့အရေးတော့အားရမည်အရေးတော့အားရမည်အရေးတော့အားရမည်